ညီမဘွားအကြောင်းလေးရှင်းဖွင့်တိုင်ပင်ခြင်းလို့ပါညီမမှလက်ရှိမိသားစုဝင်၄ယောက်ရှိပါတယ်ညီမကအကြီးပါအသက်22နှစ်ပါညီမအသက်19နှစ်ကလေးကနေအိမ်ရဖွင့်ထားတဲ့ဆိုင်မှာဝင်ကူးပြီးလုပ်ပေးခဲ့တာပါ၄နှစ်လုံးညီမဘွားကိုဒီဆိုင်ထဲမှာပဲမြုပ်နှံခဲ့တာပါညီမစားပြီးဝင်လုပ်ပြီးတော့တဆိုင်လုံးတန်ဖိုးမှာအရင်အနည်း300ကျော်200လောက်ပဲရှိပါတယ်ဆိုင်ဖွင့်ပြီး2နှစ်ကျော်လောက်မှာစပြီးဝင်လုပ်ခဲ့တာပါအဲ့တော့လုပ်ငန်းကိုအမေပဲလုပ်ခဲ့တာပါအဖေကတော့သူ့မှာအဲ့တော့ရီးစားရှိပါတယ်သူရီးစားစီပဲစိတ်ရှိနေရပါလုပ်ငန်းကိုစိတ်မဝင်စားခဲ့ပါဘူးအခု2025မှာလုပ်ငန်းရင်းနှီးငွေ3600လောက်ဖြစ်နေပါပြီအိမ်ဟာမိဘတွေရဲ့ရှီထုံးလန်းစင်တွေနဲ့မသွားပဲမိဘတွေနဲ့တိုက်ခံတွေလို့ကိုဖြစ်ချင်တာတွေငိုယိုစိတ်တွေအစင်းရဲခံပြီးကိုယ်တိုင်နီးစနစ်တွေပြောင်းလဲပြီး၄နှစ်လုံးစူးစမ်းပန်းစားလုပ်ခဲ့ရတာပါလူငယ်ဘဝကိုတော့မဖြတ်တန်းခဲ့ရပါဘူးကိုလှုပ်တာလေးတွေအောင်မြင်လာရင်အောင်မြင်မှုကိုပဲစူးစမ်းပြီးတောက်လျှောက်အဖေကအတိုက်ခံလုပ်ခဲ့တာပါကိုလှုပ်ခဲ့တာတွေအောင်မြင်လဲဘယ်တော့မှအကောင်းမပြောပါဘူးအမြဲတမ်းကိုလှုပ်ချင်တာမှန်သမျှဒီနေ့စီအဖေစီကနေဗတ်တိုက်ခံရတာပါတခုခုတိုင်မရင်မလုံနဲ့ငါလက်မခံဘူးဒါငါလုပ်ငန်းငါမသိပဲလို့ရင်ငါ့အိမ်မှာမနေနဲ့နင်တို့စင်းအမြဲပြောခံရပါတယ်အိမ်ပေါ်ကနေလဲစင်းမှုပါတယ်နောက်ပိုင်းအမေလာခေါ်လို့အိမ်ကိုပြန်ရောက်ခဲ့တာပါအဖေကတော့ဖုန်းတော်မဆက်ပါဘူးအိမ်ပြန်လာတော့လဲညီမကို3လလောက်ထိစကားမပြောပါဘူးအဖေဖြစ်နေတော့လဲကိုဖြစ်ချင်တာတွေကိုသူမသိအောင်ပဲအမြဲခိုးလို့ရပါတယ်ဝန်ထမ်းတွေကလည်းကို့ကိုယုံကြည်ပြီးလေးစားကြပါတယ်ကို့စကားကိုလည်းနားထောင်ကြပေမဲ့အဖေကသူ့သဘောတိုင်းမလုပ်ရင်ဝန်ထမ်းကလေးတွေကိုမဲပြီးစူးဆဲပါတယ်သူ့လုပ်ရက်တွေအကုန်မှားနေရင်တော့သူ့ကိုကြောက်လို့သူပြောသလိုလုပ်ပေးရပါတယ်အဖေကမိုးလင်းရနေမိုးချုပ်အရက်ကိုတနေ့ကုန်တောက်ပါတယ်တရေနိုးလည်းတောက်ပါတယ်စေးရုံတက်ပြီးလေးဖြတ်မလို့ဖြစ်လို့အရက်လည်းဖြတ်ပေးပြီးသားပါအဲ့ဒါကိုပြန်တောက်တာပါညီမကလည်းအဖေဖြစ်နေတော့လူရှိသူရှိဆိုသူပြောသလိုပဲလောက်ခိုင်းပေးရတယ်မဟုတ်ရင်လူရှိလည်းမရှောင်ဆဲဆိုခံရလို့ပါညီမအရန်ရှက်ပါတယ်ပြောခံရရင်ညီမစူးစမ်းသမျှကိုတခုမှအကောင်းမပြောပဲအမြဲစိတ်ချင်းအောင်ပြောဆိုပါတယ်အရက်တောက်တာကြောင့်ပါအဓိကကတော့အရက်တောက်လို့အခုလိုစိတ်ညစ်ခဲ့ရတာတွေက10နှစ်လောက်ရှိပါပြီဒါပေမဲ့ညီမအခုလိုလုပ်ငန်းတွေအောင်မြင်လာတော့ပိုဆိုးကုန်တာပါတခါတလေဆိုညီမကိုတိုက်ခိုက်တယ်လို့ပါခံစားရတာပါညီမကိုအမြဲအပြစ်တင်ပြောဆိုပြီးကုန်တယ်ကိုသူဒီဇိုင်ဖြစ်လာဖို့ဘလို့စူးစမ်းခဲ့ကြောင်းသူကိုယ်သူအမြဲဂုဏ်ဖော်ပြောပါတယ်တကယ်အလုပ်ကိုဘယ်တော့မှတေချာမလုပ်ခဲ့ပါဘူးညီမမဝင်ခင်အမေလုပ်ခဲ့လို့သာဒီဇိုင်ရှိနေတာပါအဖေကလည်းအလုပ်နဲ့ပတ်သက်ရင်နီးစနစ်မကြပဲစကားတခုကိုလွယ်လွယ်ပြောတဲ့သူပါအဖေကြောင့်လည်းကာစတမာတွေနဲ့အမြဲမျက်နှာပြရပါတယ်တခါတလေဆိုမဟုတ်တာတွေပါရှောက်ပြောတာပါအဖေညီမကိုဒီဇိုင်ရဲ့ဝန်ထမ်းလို့ပဲမြင်တာပါညီမအိမ်အောင်ကြခဲ့ရင်တော့ဒီဇိုင်ကိုညီမကိုဆက်မလုပ်စေချင်ကြောင်းအမေကိုပြောပူတာကြားပါတယ်ညီမမရှိရင်ဒီဇိုင်ကိုဘလို့ရက်တီမလဲမစင်စားပဲညီမလုပ်ငန်းဖြစ်မှာစိုးနေတာပါအမေကညီမကိုအကုန်နားလေပေးပါတယ်ညီမကပတ်ကပါညီမအဖိုးကလည်းဒီကိစ္စတွေအကုန်သိပါတယ်ညီမကိုလည်းနားလေပေးတယ်တခုခုလုပ်ငန်းနဲ့ပတ်သက်တဲ့ပြောင်းလဲစရာတွေရှိရင်လည်းအဖိုးကိုတိုင်ပင်ပါတယ်အဖိုးညီမတို့ဘက်ကနေကူးပြီးလက်ခံပေးဖို့ပြောရင်အဖိုးကိုအဖေကအော်ပါတယ်ပြီးရင်အဖိုးကိုပါအပြောဆိုမလုပ်ပဲနေပါတယ်အဖေအဖိုးကိုလည်းညှို့ညစ်တတ်ပါတယ်အဖိုးဆိုတာအဖေရဲ့အဖေပါညီမအံ့ဩတာညီမမရှိရင်ဒီလုပ်ငန်းရပ်တန့်သွားမှာကိုအမေသိတော့ညီမကိုအမြဲချော့ပြောပါတယ်စီးပွားဖြစ်တုံးကြိုးစားဖို့အဖေစကားတွေထည့်မစင်စားဖို့တကယ်တမ်းအဖေကအရက်ကြောင့်စင်ကျင်နိုင်စွမ်းတွေပါပြောက်ကုန်တာပါအဖေညီမထက်ညီမမောင်လေးကိုပဲချစ်တာပါမောင်လေးကိုဒီလုပ်ငန်းကိုလုပ်စီချင်ပါတယ်မောင်နှမအတူတူလုပ်လို့ရပေမဲ့ညီမဖေသူ့ကိုမျက်နှာသာပေးထားတော့သူကညီမကိုမလေးစားပါဘူးညီမထက်3နှစ်ငယ်ပါတယ်18နှစ်ပါမောင်လေးတကယ်ဆိုတအိမ်လုံးရဲ့စီးပွားရေးကိုဥဆောင်ပြီးလုပ်ပေးနေတာပါမလေးစားတဲ့အပြင်ပေါ့ပြက်ပြက်နဲ့ဝန်ထမ်းတွေရှိလဲခဏခဏစိတ်မတူတူအောင်မခန့်လေးစားစကားတွေပြောပါတယ်ညီမလုပ်ငန်းပတ်သက်တာတွေသူ့ကိုတင်ပေးပြီးဆွဲခေါ်ပြီးမဲ့တခုခုဆိုတခုံးမကြံပြန်ပြောပြီးဒေါသကြီးပါတယ်အင်္ဂါသားပါအဲ့လိုတွေပေါ့ပေါ့ပြက်ပြက်လုပ်နေလဲအဖေတခုမှမဆုံးမပေးပါဘူးညီမကိုပဲပြောတာပါညီမလည်း19ကလေးစလုပ်ခဲ့ရတာပါ
ဒီလုပ်ငန်းကိုလည်းဘာမှမဟုတ်တဲ့ဟိုးအစတစ်တစ်ရနေအခုလိုတနိုင်ငံလုံးနှီးပါးတည်တဲ့အထိညီမလက်ညီမချီနဲ့အကုန်လုပ်ခဲ့တာမလို့အရန်တန်ရောစင်ရှိပါတယ်တခါတလေဆိုအကုန်လုံးလွှတ်ချပစ်ချင်ပါတယ်အရန်မွန်ချက်လို့ပါဒီလုပ်ငန်းကိုတန်ရောစင်ရှိလို့သာဒီအချိန်ထိတောင်းခံထားတာပါချမ်းသာတဲ့မိသားစုကမွေးလာတာမဟုတ်တော့စီးပွားဖြစ်တော့ညီမကစူးစမ်းရှာကျင်တာပါငငယ်ကတော်တော်ချို့တဲ့ခဲ့တာပါအဲ့ဒါလေးလေအဖေကမူးယစ်ဆေးတွေသုံးလို့ရှိသမျှအမေစီးပွားအကုန်ကုန်ခဲ့ရတာပါအခုတော့အရက်ဖြန်ရင်ပြတ်သွားပါပြီအရက်တော့တောက်ပါတယ်ဒီလုပ်ငန်းခေါင်းစားခြေဆုံးအကုန်ညီမကပဲတည်တာပါညီမမရှိရင်ဒီလုပ်ငန်းထိုးကျသွားမှာပါလက်ရှိမန္တလေးမှာပါဆိုင်ရညီမအနေနဲ့စဉ်းစားတာတခြားမျိုးကိုပိုင်ဆိုင်ပွဲဖွင့်လိုက်ရမလားစဉ်းစားတာပါညီမမှာတီးတန်းပိုင်ဆိုင်ငွေဆိုလို့3,000လောက်တော့ရှိပါတယ်လေးနှစ်တာလုံးမတုံးပဲစုထားခဲ့တာပါပစ္စည်းဝယ်တဲ့အခါကုန်သည်တွေစီဟာရှားတဲ့ရှားကိုင်းတော့လုပ်ငန်းထဲမှာပြန်ပြီးရင်းနှီးမြှုပ်နှံခဲ့တာပါညီမရန်ကုန်မှာဆိုင်သွားဖွင့်ရမလားစဉ်းစားတာပါဒါပေမဲ့ညီမအသက်22ဆိုတော့တယောက်တည်းနေဖို့အတွက်တွေးဝေနေတာပါဖွင့်ပြစ်ခဲ့ရင်လည်းညီမအနေနဲ့အဖေနဲ့မဆက်သွယ်ခြင်းတော့ပါဘူးညီမစိတ်ထဲမှာနာကြီးတာတွေစိတ်ဒဏ်ရာတွေနဲ့မလို့တီးတန်းပဲနေခြင်းတော့တာပါအခုဟာတအိမ်ထဲမှာအယမ်းမွန်းချက်လို့ပါညီမမန်လေးရဆိုင်ကိုထားခဲ့ရင်လေဆိုင်ရတကယ်ကိုဗျံပရာဖြေးပြီးကြံခဲ့မှာပါညီမရန်ကုန်မှာဆိုင်ဖွင့်မှာကိုအဖေသိရင်လည်းဖွင့်ခွင့်ပေးမှာမဟုတ်ပါဘူးမသိအောင်ပဲလုပ်ရမှာပါတကယ်ကိုပင်ပန်းပါတယ်တကယ်ဆိုသားသမီးကလိမ်မာပြီးလုပ်ငန်းကိုတိုးတက်အောင်မြင်အောင်လုပ်နေဖြစ်ချင်တာတွေကိုတောင်ပံ့ပိုးပေးတင်တာပါအခုကတော့ပြိုင်ဘက်တယောက်လိုအမြဲတိုက်ခိုက်ခံနေရတာကြားလာတော့စိတ်ဒဏ်ရာတွေဖြစ်လာတာပါဘလို့လုပ်တင်လဲအကြံလေးပေးကြပါဦးမိမသားတို့ရှင်ဖွင့်ရ